အားလုံးမင်္ဂလာပါဒီနေ့ရဲ့ခေါင်းစဉ်ကတော့ပြန်လည်သုံးသပ်ပါဒီနေ့ဟာဆိုရင်ကျွန်တော်တို့ဇန်နဝါရီလတစ်လလုံးရဲ့ခေါင်းဆောင်မှုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလေ့လာခဲ့တာတစ်လပြည့်မြောက်သွားတဲ့နေ့ဖြစ်ပါတယ်နေ့တစ်နေ့ရဲ့အစဇန်နဝါရီလတစ်လဟာကုန်ဆုံးသွားခဲ့ပြီဖြစ်ပါတယ်ဒီနေ့မှာရှိတဲ့12လလုံးမှာတစ်လပြီးသွားပါပြီတစ်လကုန်ဆုံးသွားပြီဖြစ်ပါတယ်ခေါင်းဆောင်မှုနဲ့ပတ်သက်တဲ့အတွေ့အခေါ်တွေကိုတလားဆိုရင်လည်းဆိုတလောက်ရရှိသွားလိမ့်မယ်လို့ကျွန်တော်အနေနဲ့ယုံကြည်ပါတယ်။နေ့စဉ်လေးလာတင်ယူမှုဒီခေါင်းဆောင်တိုင်းအတွက်အရန်အေးကြည့်ပါတယ်။ကျွန်တော်တို့လီဒါလုံးမဲ့လူတွေမှာအရေးကြီးဆုံးကတော့စိတ်ဓာတ်ခွန်အားဖြစ်ပါတယ်။ဒီစိတ်ဓာတ်ခွန်အားကိုကျွန်တော်တို့မလျှော့သွားဖို့လိုအပ်ပါတယ်။အမြဲတမ်းလေးလာတင်ယူမှုအဆက်မပြတ်လုပ်ပါ။လကုန်တိုင်းတစ်လလုံးပြန်ပြီးတော့ review ပြန်လုပ်ပါတလလုံးငါဘာတွေလေ့လာတင်ယူခဲ့ရတယ်လဲဒီတလလုံးထဲမှာငါဘာတွေတိလိုက်ရတယ်လဲလာတလကုန်သွားရင်စရင်ချုပ်ကြည့်ပါကျွန်တော်တို့ရဲ့အသိပညာတွေကိုပြန်ပြီးတော့အနည်းချုပ်ဖို့လိုအပ်ပါတယ်ဒီတလလုံးငါဘာတွေလမ်းလုပ်လိုက်ရတယ်လဲ leadership နဲ့ပတ်သက်ပြီးဟိုအရင်တုန်းကငါမတိတာတွေလဲအခုတိလာတာတွေလဲဒီစာအုပ်လေးဖတ်လိုက်ရတဲ့အတွက်ဒီတလအတွင်းမှာကိုဘာတွေပြောင်းလဲလာတယ်လဲကိုဘာတွေတိလိုက်ရတယ်လဲဘာတွေပုံမြင်လာရတယ်လဲဒီအကြောင်းအရာလေးတွေကိုပြန်လည်တုံးတက်စေချင်ပါတယ်တလလုံးဒီစာအုပ်လေးရဲ့အတူတကွဖြတ်တန်းခဲ့ပြီးပြီဒီစာအုပ်လေးရဲ့ခေါင်းစဉ် leadership ဒဏ်ရာရီ365ခေါင်းဆောင်မှုဒဏ်ရာရီ365မှာ31ရက်ကုန်ဆုံးသွားပြီဖြစ်ပါတယ်။ကျန်တဲ့ရက်ပေါင်း330ကျော်လောက်ကိုကျန်ပါသေးတယ်။အဲ့ဒီတော့ရက်ပေါင်း30နဲ့ကျန်သေးတဲ့300ကျော်ပေါင်းသင်ခန်းစာတွေဒီရက်30မှာတင်ပန်းဒီကမိတ်ဆွေတွေအကျိုးကျေးဇူးတွေရပြီဆိုရင်တော့စဉ်းစားကြည့်ပါ။ကျန်ရှိသေးတဲ့ရက်ပေါင်း300ကျော်တာထပ်ပြီးတော့လေ့လာလိုက်မယ်လိုက်နာလိုက်မယ်ဆိုလို့ရှိရင်ဒီတစ်နှစ်ပြီးသွားတဲ့အခါမှာတရှိမှုအပိုင်းတွေအင်ပရာမတိုးတက်သွားမယ်လို့ကျွန်တော်အနေနဲ့ယုံကြည်ပါတယ်။ဒါကြောင့်အဆက်မပြတ်ဇွဲမလျှော့ဘဲနဲ့ဆက်ပြီးတော့လေ့လာစေချင်ပါတယ်။အရှိန်မသေးတွားစေချင်ပါဘူး။လူတွေဟာအစမှာတော့လူတွေအရှိန်နဲ့လောက်ကြတယ်ပြီးရင်တော့တဖြည်းဖြည်းနဲ့အရှိန်ကလျော့သွားတယ်။အဲ့ဒီတော့ကိုယ်အရှိန်ကိုမတည်စေပါနဲ့အရှိန်မတည်ဖို့အရေးကြီးတယ်အရှိန်တည်ရင်အရှိန်ပြန်တင်ဖို့လိုအပ်တယ်ဒါမှကျွန်တော်တို့ပန်းတိုင်ကိုရောက်မှာဖြစ်ပါတယ်ဒီနေ့ဇန်နဝါရီလပြီးဆုံးသွားပြီဖြစ်ပါတယ်မနက်ဖြန်ဖေဖော်ဝါရီလကနေစပြီးတော့အကောင်းဆုံး leadership သင်ခန်းစာတွေကိုဆက်လက်ပြီးတော့လေ့လာကြပါစို့လို့တိုက်တွန်းရင်းနဲ့ညီကုန်းချုပ်အပ်ပါတယ်အလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကိုဖိလစ်ပါမူရင်းရေးတာတူစာရေးဆရာဖူဇော်စင်ကိုကျေးဇူးထူးတင်ပါတယ် credit လည်းပေးပါတယ်